မင်္ဂလာပါခင်ဗျဒီနေ့မှာတော့ကျွန်တော်ကဘာမှာအရှားပါဆုံးသောကြောက်မြတ်တွေအကြောင်းကိုကျွန်တော်မျှဝေပေးခြင်းပါတယ်ဗျနော်ကဘာမှာအရှားပါဆုံးကြောက်မြတ်တွေကအကြောင်းကိုပြောမယ်ဆိုတော့ကိုကြီးအဆင့်1နဲ့2ကကျွန်တော်တို့နေမြန်မာနိုင်ငံကထွက်တဲ့ကြောက်တွေပဲနေရာယူထားပါတယ်ဗျာနော်ကဘာပေါ်မှာအရှားပါဆုံးလို့နော်တတ်မှတ်ခံထားတဲ့ထိတ်တန်းကြောက်မြတ်5မျိုးကိုနော်ပြောပြမယ်ဆိုရင်တော့ကိုကြီးနံပါတ်1ကတော့ကျော်သူအိုက်လို့ခေါ်ပါလေခင်ဗျနော်ကျော်သူအိုက်ကတော့ကမ္ဘာနံပါတ်1ပဲကိုကြီးတွက်ရှိရတော့နော်မိုးကုတ်မြန်မာကျွန်တော်ဆီကထွက်ပါလေခင်ဗျနော်တလုံးမဲ့ထွက်သေးတယ်ကိုကြီးအရေးသေးကောင်းတာဆိုတော့နော်တကရက်ကျော်ပဲရှိတယ်ကိုကာရက်တာ 1.61 carat တကရက်တာတကရက်ခွဲပေါ့အဲ့လိုပဲရှိတယ်ကိုနော် तू ကထွက်တာတော့ तू ထွက်တာတော့ကိုကြီးနော်2015မှာထွက်ခဲ့ပြီးတော့ကျွန်တော်တို့ IMA ဆိုလို့ခေါ်တဲ့နိုင်ငံတကာတွင်းထက်ကြောက်မြတ်အသင်းကနေပြီးတော့တရားဝင်အသိမဲ့ပြုတ်ပြီးတော့နော်အခုချိန်ဒီနောက်တလုံးသူ့လိုအရေးသေးကောင်းတာမတွေ့သေးဘူးကိုနော်အဲ့ဒါကြော်သူအဲ့ပါနော်နောက်နံပါတ်2နံပါတ်2ကပိန်းနိုင်ခေါ်တယ်ပေါ့ပိန်းနိုင်လို့ခေါ်တယ်နော်သူလည်း green နဲ့မှတ်တမ်းဝယ်มาတယ်ခင်ဗျသူလည်းကျွန်တော်တို့မြန်မာနိုင်ငံထွက်ပါတယ်မိုးကုတ်ကပါနော်သူလည်းရှားပါတယ်ခင်ဗျနော်အခုကျွန်တော်2005ခုနှစ်လောက်ထိကျွန်တော်တို့ဒီကဘာလုံးမှာ25လုံးထက်မပိုသေးဘူးကိုထွက်တာနော်အခုချိန်ကြီးထွက်တယ်ကိုနော်သူ green နဲ့မှတ်တမ်းဝင်ထားတယ်အခုတော့ထွက်တယ်ဒါပေမဲ့ quality ကောင်းတာမရှိဘူးကိုနော်ရှားပါတဲ့ကြောက်ပါအဲ့ပိန်းနိုင်ကလည်းတော့ကိုနော်နောက်တစ်ခုကကိုနော် mass grey bite လို့ခေါ်တယ်နော် mass grey bite ရဆိုရင်ဒီကောင်ကAustralia မှာထွက်တယ်နော် Greenland မှာထွက်တယ် Madagascar မှာထွက်တယ်နော်သူလည်းရှားပါတယ်ဗျာနော်သူ့ကိုသူက1969လောက်မှာတွေ့တယ်နော်ဒါပေမဲ့အခု2005လောက်ထိကတော့ကိုကြောက်မြတ်အဆင့်သူ့ကိုမှီပြီးတော့နော်အခုဒီမထွက်သေးဘူးအရေးသေးကောင်းတာဆိုတော့တွေးပြီးသားကို10လုံးပဲရှိတယ်နော်10လုံးတော့ပဲရှိတယ်နော်သူလည်းကိုရှားပါပဲနော်ကိုနော်အဲ့ဒါအဲ့လိုရှိတယ်ကိုကြီးနံပါတ်4ရကြတော့ကိုကြီးနော် red berry လို့ခေါ်နော် red berry ဆိုတာ red berry ဆိုတဲ့ကြောက်ကဆိုရင်ကျွန်တော်တို့ကအမေရိကန်မှာပဲထွက်တယ်ဗျာနော်သူ့ရဲ့ထူးခြားချက်ကသူကအနီရောင်မြလို့သူခေါ်ကြတယ်တင်စားတာပေါ့နော် red emerald ပေါ့နော်သူတို့ခေါ်စားတယ်တင်စားတယ်နော်ဒီကောင်စိန်ထက်မှာတယ်ကိုနော်စိန်ထက်တော်မှာရလို့ပြောတယ်နော်အခုတော့ကိုအဲ့ကောင်ထပ်မထတော့ဘူးသူကအဲ့မိုင်းတူးရဲ့မိုင်းနေတယ်ကိုပိတ်သွားပြီနော်မရတော့နောက်တစ်ခုကကိုနော် grandidia right လို့ခေါ်တယ်ဗျာနော်အဲ့ကြောက်ကကြတော့ကိုသူက Madagascar မှာပဲထွက်တယ်ဗျာနော်နော်သူကသူ့ရဲ့အရောင်ထူးခြားတယ်ကွာသူက blue green လို့ခေါ်တယ် blue green ပေါ့နော်ပင်လယ်ရေပြောင်ရှိတယ်သူကတန်တက်ပါတယ်ပြောတယ်တော်တော်ရှားပါတယ်ပြောတယ်အရေးသူ့ရဲ့အလုံးကတန့်တယ်ဒီကောင်အယောင်ကြီးတယ်တောက်နေတဲ့ကြောက်ကတော့ကိုနော်ရှာတွေ့ဖို့ခက်ခဲတယ်ဗျာနော်ဒီနေ့ကျွန်တော်တင်ပြခဲ့ရတော့ကိုကြီးကမ္ဘာတကယ်အရှားပါဆုံး green နဲ့ဆန်ကျင်နဲ့ဝင်တဲ့ဟာတွေပေါ့နော်အဲ့ဒါ5မျိုးပါခင်ဗျာဂုံစားကောင်းရတော့ကိုကြီးကမ္ဘာမှာထိတ်တန်းဒီကြောက်မြတ်တွေထဲမှာကျွန်တော်မြန်မာနိုင်ငံကကြောက်လေဦးဆောင်နေထိတ်ကဦးဆောင်နေတာကိုနော်စိတ်ဝင်စားဖို့ကောင်းပါတယ်ကိုရင်ကိုလည်းကောင်းပါတယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ